ဘသူကမှမထင်ထားခဲ့တဲ့ကပ်ပလီမလေးဒီကပ်ပလီမလေးရဲစခန်းကိုတိတ်တိတ်ဆိတ်ဆိတ်ရောက်လာတော့ကဘသူကမှသူ့ကိုရိုးရိုးလူလိုမထင်ခဲ့ကြဘူးအစကတော့သူ့ညီလေးရဲ့ဆိုင်ကယ်ကိုလာထုတ်တာပါဒါပေမဲ့မမာနာကြီးတဲ့ရဲအရာရှိတဦးကသူ့ကိုစိန်ခေါ်လိုက်တယ်အဲ့ဒီနောက်ဘာတွေဖြစ်လာမလဲဆိုတာဘသူကမှမထင်မှတ်ထားခဲ့ကြဘူးနေ့လယ်ခင်းရဲ့နေကအတားအဆီးမဲ့စွာပူပြင်းလာတဲ့လမ်းတွေကတိတ်ဆိတ်ငြိမ်သက်နေပြီးရံဖန်ရံခါမှဆိုင်ကယ်တစ်စီးနှစ်စီးဖြတ်သွားတာကလွဲလို့ပူပြင်းတဲ့ရာသီဥတုကြောင့်လေထုကတောင်လေးလံနေသလိုခံစားရတယ်။နိုးနီကမြို့ပြင်ကရက်ကွက်ရဲစခန်းလေးတစ်ခုရှေ့မှာအွန်လိုင်းတက်စီပေါ်ကဆင်းလာတယ်။သူမကအနက်ရောင်တီရှပ်ရိုးရိုးကာဂိုဘောင်းဘီတိုနဲ့အနက်ရောင်စနီကာဖက်နက်ကိုဝတ်ဆင်ထားတယ်။သူမလမ်းလျှောက်ပုံကိုကြည့်ပြီးသူမမှာအလေးအနက်ထားစရာကိစ္စရှိတယ်လို့ဘယ်သူမှထင်မှာမဟုတ်ဘူး။သူမရဲ့ရည်ရွယ်ချက်ကတခုတည်းပါပဲလွန်။ခဲ့တဲ့2ရက်ကသူမညီလေးရဲ့တက္ကသိုလ်နားမှာစစ်ဆေးရေးလုပ်တုန်းကဖမ်းဆီးခံထားရတဲ့ဆိုင်ကယ်ကိုလာထုတ်တာရှေ့တကားမှာရှိတဲ့လုံခြုံရေးဂိတ်လွတ်နေတာကိုဖျက်ကျော်ပြီးနောက်နိုးနီကဝန်ဆောင်မှုပေးခန်းထဲကိုဝင်လာခဲ့တဲ့ရဲအရာရှိအချို့ကတက်တောင့်တက်တာမှီထိုင်နေကြတယ်တချို့ကစကားပြောနေကြပြီးတချို့ကဖုန်းတွေနဲ့အလုပ်ရှုပ်နေကြတယ်ဘသူမှချက်ချင်းနှုတ်ဆက်ခြင်းမရှိဘူးနိုးနီကဝန်ဆောင်မှုကောင်တာရှေ့မှာခဏစောင့်နေခဲ့တယ်သူမကမငင်းညူပဲငြိမ်သက်စွာရက်နေရင်စာရွက်စာတမ်းမိတ္တူတွေတရားဝင်တန်ကြေးပေးချေထားတဲ့ပြေစာတွေပါတဲ့ပလတ်စတစ်ဖိုင်ကိုဖွင့်လိုက်တယ်မိနစ်အနည်းငယ်ကြာတော့ရဲတက်ကြက်ကြီးတဦးကအခန်းတွင်းကနေထွက်လာတယ်သူ့ကိုယ်လုံးကကြီးမားပြီးဘိုက်ကပူထွက်နေကတင်းကျပ်နေတဲ့ယူနီဖောင်းအောက်ကနေလက်မောင်းကျက်သားတွေကတိတိတသားထွက်ပေါ်နေတယ်သူကနိုးနီကိုခဏတာကြည့်ပြီးနောက်ပြင်းရတဲ့လေတံနဲ့ဘာကိစ္စလဲမမလေးလို့မေးလိုက်တယ်။နိုးနီကသူမရောက်လာရတဲ့အကြောင်းရင်းကိုဖြောင့်တန်းပြီးရင်ကျေးတဲ့လေတံနဲ့ရှင်းပြလိုက်တယ်။အရာရှိကတာမန်ကိစ္စရက်တွေကိုညှင်းငွေ့နေတဲ့ဟန်နဲ့တက်ပြင်းချပြီးနိုးနီကိုထပ်ဆောင်ဖို့ခေါင်းငိမ့်ပြလိုက်တယ်။သူကဘာမှအတိအကျမပြောဘဲဘေးကန်းထဲကိုဝင်သွားတဲ့အချိန်တွေကဖြည်းဖြည်းချင်းကုံဆုံးနေတဲ့အခန်းကလူမများပေမဲ့အရာရှိတွေရဲ့ခက်အေးသဘောထားကအခြေအနေကိုမတက်မတာဖြစ်စေတယ်။ဒါပေမဲ့နိုးနီကမမက်ရက်နေတော့မှပဲသူမရဲ့မျက်လုံးတွေကပတ်ဝန်းကျင်ကိုလေ့လာနေပြီးမျက်နာကငြိမ်သက်နေတယ်။သူမသိတာကဒီလိုလို့ထုံးလုံနည်းမျိုးတွေကအချိန်ကြာနိုင်တယ်အထူးသဖြင့်အာဏာရှိတယ်လို့ခံစားရတဲ့အရာရှိတွေနဲ့တွေ့တဲ့အခါပေါ့ဒါပေမဲ့နိုးနီကဘလို့စိတ်ခံစားချက်ကိုမှမပြဘူးသူမကရန်ဖြစ်ဖို့ရောက်လာတာမဟုတ်ဘူးသူမကသူမညီလေးရဲ့ဆိုင်ကယ်ကိုတရားဝင်ပြန်ထုတ်ချင်ရုံပါပဲမိနစ်အနည်းငယ်ကြာတော့အတွင်းခန်းတကားကပြန်ပွင့်လာတယ်ဒုတက်ချက်ကြီးရန်နိုင်ကရေတန့်ဘူးတပူးကိုကင်ပြီးအလင်းမလိုဟန်နဲ့ထွက်လာတယ်သူ့ကိုယ်လုံးကတိတိတသားကြီးမားတမာပြီးလွန်လွန်ကျွံကျွံယုံကြည်မှုရှိတဲ့ပုံပေါ်နေတယ်သူကနိုးနီကိုအပေါ်ကနေအောက်အထိကြည့်ပြီးပြင်းရပေမဲ့မန်ပါတဲ့ခြေလမ်းတွေနဲ့ချင်းကပ်လာတယ်အချီချမလုပ်ပဲဝန်ဆောင်မှုကောင်တာနောက်ကခုံမာထိုင်ချလိုက်ပြီးကိုမိလိုက်တယ်ပြီးတော့လောင်ပြောင်သလိုလေတန်းနဲ့စကားဆလိုက်တယ်ဆိုင်ကယ်လာထုတ်တာဘာလို့ဒီလောက်တောင်ကြမ်းကြမ်းတန်းတန်းလုံးရတာလဲမမလေးလို့ပြောလိုက်တယ်သူမကိုအထင်သေးတဲ့သဘောထားကိုဖုံးကွယ်မထားတဲ့ပြုံးစီစီမျက်နှာနဲ့ပြောတာနိုးနီကဘာမှမတုံ့ပြန်ဘူးသူမကရန်နိုင်ကိုခဏတာစိုက်ကြည့်ပြီးနောက်ဖိုင်ကိုစပွဲပေါ်တင်လိုက်တယ်ကျမညီလေးရဲ့ဆိုင်ကယ်ကိုပဲလာထုတ်တာပါကိုရန်နိုင်စာရွက်စာတမ်းတွေအကုန်ပြည့်စုံတဲ့ဒဏ်ကြေးလဲပေးပြီးပြီလို့ဖြည်းဖြည်းချင်းနဲ့ပြတ်သားစွာပြောလိုက်တယ်ဒါပေမဲ့ရန်နိုင်ကအဲ့ဒီစာရွက်စာတမ်းတွေကိုချက်ချင်းမကြည့်ဘူးသူကသူ့ထိုင်ကုန်ကိုနည်းနည်းဆောင်ပြီးလက်နှစ်ဖက်ကိုရင်ဘတ်မှာပိုက်ကသူ့အမြင်မှာတာမန်မိန်းကလေးငယ်တဦးရှေ့မှာသူကအာနာပိုင်ဖြစ်တယ်ဆိုတာကိုပျော်မွေ့နေပုံရတယ်အတွင်းမှာစစ်ပြီးပြီလားတခါတလေပေးချေထားတဲ့စာရွက်တွေကလိန်ညာတာတွေဖြစ်တတ်တယ်လို့ရန်နိုင်ကဆက်ပြီးလှောင်ပြောင်တဲ့လေတံနဲ့ပြောလိုက်တယ်အဲ့ဒီနောက်မှသူကဖိုင်ကိုကင်လိုက်တယ်မလိုအပ်ပဲအကြာကြီးစိုက်ကြည့်ပြီးနောက်ရှေ့စာမျက်နှာကိုခဏတာလှန်ကြည့်ပြီးနိုးနီဘက်ကိုကြည့်လိုက်တယ်ဒီတခါတော့ကျဉ်နဲ့နေတဲ့အပြုံးလေးနဲ့ပေါ့စာရွက်စာတမ်းတွေမှားနေလို့မဟုတ်ဘူးသူကသူ့စိတ်အခြေအနေပေါ်မူတည်ပြီးခက်ခဲအောင်ဒါမှမဟုတ်လွယ်ကူအောင်လုပ်နိုင်တဲ့အခွင့်အာဏာသူ့မှာရှိတယ်လို့ခံစားရလို့ပါနိုးနီကခဏတာအသက်အောင့်လိုက်တယ်ကြောက်လို့ဒါမှမဟုတ်မသေးချာလို့မဟုတ်ဘူးဒီလိုလူမျိုးတွေကိုသူမကောင်းကောင်းသိလို့ပဲသူမကငြိမ်သက်စွာပဲလုပ်ငန်းစဉ်အတိုင်းဆက်သွားခွင့်ပြုလိုက်တယ်အ ਨੇ ဆုံးတော့အခုအချိန်မှာတော့မဆန့်ကျင်သေးဘူးသူမလိုအပ်တာကဆိုင်ကယ်ပြန်ရဖို့ပဲရန်ဖြစ်ဖို့မဟုတ်ဘူး
ဒါပေမဲ့အဲ့ဒီငြိမ်သက်မှုနောက်ွယ်မှာသူမရဲ့မျက်လုံးတွေကရန်နိုင်ရဲ့စကားပြောဟန်သူ့လှုပ်ရှားပုံနဲ့ခန္ဓာကိုယ်ရဲ့ပုံစံတွေကိုအသေးစိတ်စတင်သတိပြုမိနေပြီးအရာအလုံးကသူမရဲ့စိတ်ထဲမှာတေးသေးချာချာမှတ်တမ်းတင်နေတယ်။အခုအတွက်တော့မဟုတ်ဘူးနောက်မှလိုအပ်လာရင်အသုံးပြုဖို့ပါ။ဒုတက်ချက်ကြီးရန်နိုင်ရဲ့အထင်သေးတဲ့သဘောထားကနိုးနီရဲ့အမူအရာကိုအနှဲငယ်မျှမပြောင်းလဲစေဘူး။သူမကကောင်တာရှေ့မှာငြိမ်သက်စွာရက်နေတော့မှာပဲ။သူမရဲ့လက်နှစ်ဖက်ကဖိုင်တဝက်ဖွင့်ထားတဲ့အရှိမှာရှက်ထားတယ်။သူမရဲ့အကြည့်ကဖြောင့်တန်းနေပြီးတောင်းပန်ဟန်လည်းမရှိသလိုစိန်ခေါ်ဟန်လည်းမရှိဘူး။သူမရဲ့အတန်ကလည်းသူရှင်းပြချက်ကိုထပ်ပြောတဲ့အခါဖြောင့်တန်းနေတော့မှာပဲဒါကတရားရုံးကပေးတဲ့ငွေပေးချေပြေစာပါဆိုင်ကယ်ပိုင်ရှင်ရဲ့နာမည်ကမှတ်ပုံတင်စာရွက်စာတမ်းနဲ့ကိုက်ညီပါတယ်ကျမကကြောင်းတက်နေလို့မလာနိုင်တဲ့ကျမညီလေးအတွက်ကိုစားလာတာပါဒီစကားလုံးတွေကိုစိတ်ခံစားချက်မဲ့စွာပြောတာဖြစ်ပေမဲ့ချို့ယွင်းချက်မရှိပါဘူးဒုတက်ချက်ကြီးရန်နိုင်ကဖြည်းဖြည်းချင်းလှောင်ပြောင်ပြုံးလိုက်ပြီးသူ့နောက်ကျောကိုပိုးပြီးနက်နက်ရှိုင်းရှိုင်းမိလိုက်တယ်သူကသူ့ရှေ့ကဒီမိန်းကလေးကိုဆက်ပြီးဖိအားပေးလို့ရမလားဆိုတာကိုဆုံးဖြတ်နေပုံပါပဲမမလေးကိုယ်တိုင်လည်းသိပါတယ်စာရွက်စာတမ်းတွေကြီးပဲဆိုဆိုင်ကယ်ချက်ချင်းထွက်လာမှာမဟုတ်ဘူးအတွင်းလုပ်ငန်းစဉ်တွေရှိတယ်အဲ့ဓာတွေကအလကားမဟုတ်ဘူးလို့တမင်တကာပေါ့ပေါ့ပပဟန်ဆောင်တဲ့လေတံနဲ့ပြောလိုက်တဲ့အခန်းထောင်းကရဲချိုးကသူတို့ဘက်ကိုလှမ်းကြည့်လာကြတယ်ဒါပေမဲ့ဘသူမှဝင်မပါဘူးဒီလိုအခြေအနေမျိုးကအဲ့ဒီရုံးမှာမထူးဆန်းတော့ပုံပါပဲဒါပေမဲ့နိုးနီကဆက်ပြီးစိတ်မလှုပ်ရှားဘူးသူမကအတွင်းလုပ်ငန်းစဉ်တွေနဲ့ပတ်သက်တဲ့လှောင်ပြောင်မှုကိုမတုံ့ပြန်သလိုလက်လျှော့တော့မယ်ဒါမှမဟုတ်ဆန့်ကျင်တော့မယ်ဆိုတဲ့အရေးအယောင်လည်းမပြဘူးသူမကဖိုင်ကိုအရှိကိုအနှဲငယ်ရွှေ့လိုက်တဲ့စာရွက်စာတမ်းတွေအားလုံးပြည့်စုံကြောင်းအတည်ပြုသလိုမျိုးပြီးတော့အရာအားလုံးကိုစီးမြင်တွေအတိုင်းတွားခွင့်ပြုလိုက်တယ်ဒုတက်ချက်ကြီးရန်နိုင်ကသူမျောလင့်ထားတဲ့တုံ့ပြန်မှုနောက်ပြောင်ဖို့ဒါမှမဟုတ်ဖိအားပေးဖို့အရာတွေမရတာကြောင့်မတက်မတာဖြစ်လာပုံရတယ်စက္ကန့်အနည်းငယ်ကြာငြိမ်သက်နေခြင်းကဘသူကတကယ်တမ်းပို့ပြီးအသင့်ဖြစ်နေတယ်ဆိုတာကိုပြသနေတဲ့ရန်နိုင်ကစပွဲနောက်က အုပ်ချုပ်ရေးအာဏာကိုကင်ဆွဲထားနိုင်ပေမဲ့နိုးနီကသူ့ကိုယ်သူအပြည့်အဝထိန်းချုပ်နိုင်ကြောင်းပြသခဲ့တယ်။သူမကကစားနေတာမဟုတ်ဘူး။သူမကဘယ်အချိန်မှာစကားပြောရမယ်၊ဘယ်အချိန်မှာတိတ်ဆိတ်နေရမယ်ဆိုတာကိုကောင်းကောင်းသိတယ်။ရန်နိုင်လိုလူအတွက်အခက်ခဲဆုံးကစကားလုံးတွေနဲ့ဖိအားပေးလို့မရတဲ့ပြိုင်ဘက်မျိုးပါပဲ။မိနစ်အနည်းငယ်ကြာအောင်စာရွက်စာတမ်းတွေကိုအလေးနက်စစ်ဆေးနေဟန်ဆောင်ပြီးနောက်ဒုတက်ချက်ကြီးရန်နိုင်ကဖိုင်ကိုကျဲလောင်စွာပိတ်လိုက်တယ်ပြီးတော့သူကအာနာပိုင်တဦးလိုအတွင်းစည်းကမ်းတွေကိုတီးတဲ့သူတဦးလိုပုံရအောင်ဟန်ဆောင်ပြီးနိုးနီကိုစိုက်ကြည့်လိုက်တယ်။စာရွက်စာတမ်းတွေကတော့ပြည့်စုံတယ်လို့သူကလက်ထဲကဘောပင်ကိုလှည့်ရင်းပြောလိုက်တယ်။ဒါပေမဲ့မမလေးမြန်လိုချင်ရင်တော့အပိုဝင်ဆောင်ခ3 သိန်းထပ်ပေးရလိမ့်မယ်။ဒီနေ့ပဲအကုန်ပြီးသွားမယ်။နိုးနီကအနှဲငယ်မျက်မှောင်ကျုပ်လိုက်တယ်။အံ့ဩလို့မဟုတ်ပဲသူမနားမကြားမှဖို့တေချာအောင်လုပ်တာပါ။ဘာဝင်ဆောင်ခလဲကိုရန်နိုင်ဒဏ်ကြေးတွေအားလုံးတရားရုံးမှာပေးပြီးပြီမဟုတ်ဘူးလား။လှုပ်ထုံးလုံနည်းတွေကလည်းရှင်းရှင်းလင်းလင်းသတ်မှတ်ထားပြီးပြီမဟုတ်လားလို့သူမကယဉ်ကျေးပေမဲ့အရင်ကထက်ပိုပြတ်သားတဲ့လေတံနဲ့မေးလိုက်တယ်။သူမကောင်းကောင်းသိတာကရန်နိုင်ပြောတဲ့ဒီလိုအပိုဝင်ဆောင်ခမျိုးမရှိဘူးဆိုတာပါပဲ။အထူးသဖြင့်ရင်စည်းကမ်းဖောက်ဖျက်မှုတေးသေးလေးအတွက်ဒီလောက်များပြားတဲ့ပမာဏကစင်ကျင်တုံတရားနဲ့မကိုက်ညီဘူးရန်နိုင်ကထိုင်ကုန်ကိုမှီပြီးခပ်ပြုံးပြုံးနဲ့ရေမောရင်းတရားဝင်လှုပ်ချင်ရင်တော့စောင့်နိုင်ပါတယ်ဒါပေမဲ့တစ်ပတ်နှစ်ပတ်ကြာနိုင်တယ်ဘသူကင်လဲဆိုတာပေါ်မူတည်တယ်ကျွန်တော်မြန်ပြီးအောင်ကူညီပေးမယ်3 သိန်းချက်ချင်းရှုပ်ရှုပ်ရှက်ရှက်မလုပ်နဲ့မမလေးလို့ပြောလိုက်တယ်သူ့စကားလုံးတွေကဖြည့်ရှင်းနေပေးသလိုထုတ်ပိုးထားပေမဲ့ရည်ရွယ်ချက်ကရှင်းပါတယ်အမြန်ဝန်ဆောင်မှုပေးတယ်ဆိုတဲ့ခေါင်းစဉ်နဲ့လက်ထိုးခိုင်းတာသူကနိုးနီကိုတာမန်ရက်သားတဦးလိုဆက်ဆံနေတော့မှာပဲဖိအားပေးလို့ရတယ်ဒါမှမဟုတ်ဆွဲဆောင်လို့ရတယ်လို့ထင်နေတာဒါပေမဲ့နိုးနီကချက်ချင်းညင်းပယ်ခြင်းမရှိဘူးသူမကရန်နိုင်ကိုခဏတာစိုက်ကြည့်ပြီးနောက်ခဏငုံကြည့်ကဖိုင်ကိုတစ်ခုခုပြန်စစ်ဆေးနေတယ်လို့မျိုးပြန်ဖွင့်လိုက်တယ်တကယ်တော့သူမရဲ့စိတ်ထဲမှာဒီရဲအရာရှိကျူးလွန်ခဲ့တဲ့ပြစ်မှုရဲ့အတိအကျနေရာတွေကိုမှတ်သားနေတာသူမကဘယ်အချိန်မှာစကားပြောရမယ်ဘယ်အချိန်မှာတက်တေခံပစ္စည်းတွေစုဆောင်းယုံနဲ့လုံလောက်တယ်ဆိုတာကိုသိတယ်ဒီလိုအခြေအနေမျိုးမှာနည်းနည်းလေးပိုပြီးစိတ်ရှည်တာကပိုကောင်းတယ်ဘာလို့လဲဆိုတော့တစ်ခါလှုပ်ရှားလိုက်ရင်ရလက်ကချက်ချင်းရှင်းရှင်းလင်းလင်းဖြစ်ရမယ်လေ
စက္ကန့်အနည်းငယ်ကြာငြိမ်သက်ပြီးနောက်နိုးနီကခေါင်းပြန်မောလာတယ်။သူမကဖိုင်ထဲကငွေပေးချေပြေစာကိုယူပြီးဒုတက်ကြက်ကြီးရန်နိုင်ရှိစပွဲပေါ်တင်လိုက်တယ်။သူမရဲ့လက်ညှိုးကအောက်ခြေမှာရှိတဲ့တရားရုံးတစ်စိမ့်နဲ့ငွေပေးချေမှုပြီးစီကြောင်းဘားကုတ်ကိုညွှန်ပြလိုက်တယ်။ကျမအဲ့ဒီ3 သိန်းကိုမပေးနိုင်ဘူးကိုရန်နိုင်လို့သူမကအတန်မမြင့်ပဲပြတ်သားစွာပြောလိုက်တယ်။ဒဏ်ကြေးတွေပေးပြီးစာရွက်စာတမ်းတွေအကုန်ပြည့်စုံတယ်ဒီလိုအပိုတောင်းခံမှုအတွက်တရားဥပဒေအရအခြေမြင့်မရှိဘူးဒီစကားကအခြေအနေကိုချက်ချင်းပုံမပြင်းထန်စေတယ်နိုးနီရဲ့စကားပြောလေတံကအစကတည်းကမပြောင်းလဲဘူးဒါပေမဲ့ဒီတစ်ခါတော့လစ်လူရှုလို့မရတဲ့ခိုင်မာမှုတစ်ခုပါနေတယ်ရန်နိုင်ကမရေတော့ဘူးသူကနိုးနီကိုအနှဲငယ်ပြောင်းလဲသွားတဲ့အကြည့်နဲ့စိုက်ကြည့်လိုက်တယ်ပိုပြီးပြတ်သားပေမဲ့မေးခွန်းတွေပြေးနေသူကသူ့ရှေ့ကဒီမိန်းကလေးကသူကမ်းလှမ်းမှုကိုမတွန့်ဆုတ်ပဲညင်းပယ်လိမ့်မယ်လို့မထင်ထားခဲ့ဘူးသူစ조사ကစားခဲ့တဲ့လက်ထိုးခိုင်းမှုရဲ့အားနည်းချက်ကိုတောင်တက်တက်ညွှန်ပြပြီးညင်းခဲ့တာဘေးကမ်းမှာထိုင်နေတဲ့အရာရှိအချို့ကသူတို့ဘက်ကိုအာယုံစိုက်လာကြတယ်သူတို့တဲကတဦးဖြစ်တဲ့ဒုတက်ကြက်မလေးရီကာကစပွဲပေါ်မှာဖြန့်ထားတဲ့စာရွက်စာတမ်းတွေကိုလှမ်းကြည့်လိုက်တယ်အဝေးကနေသူကမျက်မှောင်ကျုပ်လိုက်ပုံရတယ်ဒီကိစ္စကရိုးရိုးသားသားနားလည်မှုလွဲတဲ့ပြည်သူတဦးရဲ့ကိစ္စသက်မဟုတ်ဘူးဆိုတာကိုသတိပြုမိလာသလိုမျိုးဒါပေမဲ့ရန်နိုင်ကတော့နောက်ဆုတ်ဖို့ဆန္ဒမရှိသေးပုံပါပဲသူကဖိုင်ကိုနိုးနီဘက်ကိုပြင်းရည်စွာပြန်တွန်းပို့လိုက်ပြီးမြန်မလို့ခြင်းရင်တော့မမလေးသဘောပဲဒါပေမဲ့ဆိုင်ခဲ့ကြရင်တော့ကျွန်တော်ကိုအပြစ်မတင်နဲ့လို့ပြောလိုက်တယ်နိုးနီကဘာမှပြန်မပြောဘူးသူမကသူမရဲ့ဖိုင်ကိုပြန်ယူပြီးပို့ပြီးမမက်ရက်လိုက်တယ်သူမရဲ့မျက်နှာမှာကြောက်ရွံ့မှုဒါမှမဟုတ်မတေချာမှုမျိုးမရှိဘူးသူမကသူမရဲ့ဥပဒေရေးရာယက်တီချက်ကိုသိတယ်လို့အရေးအကြီးဆုံးကတော့ယာဒူးနောက်ွယ်ကနေမတရားလုပ်နေတဲ့လူမျိုးတွေကိုဘလို့ကင်တွယ်ရမယ်ဆိုတာကိုသူမသိတယ်သူမရဲ့ညှင်းပယ်မှုကပတ်စံကိစ္စသက်မဟုတ်ဘူးဂုံတိတ်ခါနဲ့အခြေခံမူတွေနဲ့ပတ်သက်တဲ့အခြေအနေကအတင်းအကျပ်ဖြစ်လာရင်နိုးနီကငြိမ်နေမဲ့အမျိုးအစားမဟုတ်ဘူးဒုတက်ချက်ကြီးရန်နိုင်ရဲ့မျက်နှာကหนีရဲလာတဲ့ရှက်လို့မဟုတ်ပဲသူ့မာနာကိုထိခိုက်မိလို့သူကညင်းပယ်တာကိုမကြုံဘူးအထူးသဖြင့်သူ့ထက်ကိုခန္ဓာပိုင်းအရအများကြီးသေးငယ်တဲ့တစုံတဦးကညင်းပယ်တာမျိုးကိုပေါ့အထူးသဖြင့်အစကတည်းကစကားပြောနေတာကိုသတိထားမိပြီးရင်မောနေတဲ့သူ့လုပ်ဖော်ကင်ဘက်တွေရှေ့မှာပေါ့ရန်နိုင်ကစပွဲကိုလက်ချောင်းထိတ်နဲ့ခောက်လိုက်ပြီးနောက်အရှိကိုမှီကာနိုးနီကိုပြတ်သားစွာစိုက်ကြည့်လိုက်တယ်ဒီလိုလုပ်ပါလားမမလေးတကယ်ပဲကိုမှန်တယ်လို့ထင်ပြီးတတိရှိတယ်ဆိုရင်အပြင်ထွက်ရအောင်ကျွန်တော်တို့တိုက်ရိုက်ရှင်းမယ်လို့သူကဖြည်းဖြည်းချင်းဒါပေမဲ့ဖိအားပေးတဲ့လေတံနဲ့ပြောလိုက်တယ်မမလေးအနိုင်ရရင်ဆိုင်ကယ်ကိုချက်ချင်းပေးမယ်ရှုံးရင်တော့မမလေးညီလေးရဲ့ဆိုင်ကယ်ကိုကျွန်တော်ထိန်းထားမယ်ဘသူ့ကိုသွားတိုင်နိုင်သဘောပဲအခန်းထဲကရဲအချို့ကချက်ချင်းတယောက်နဲ့တယောက်ကြည့်လိုက်ကြတယ်တချို့ကရန်နိုင်ကနောက်နေတယ်လို့ထင်ပြီးခတ်တိုးရေလိုက်ကြတယ်ဒါပေမဲ့သူ့လေတံကိုကြည့်ရင်သူကတကယ်ကိုအလေးနဲ့ပြောနေတာရှင်းနေတယ်ရန်နိုင်ကသူ့ထိုင်ကုန်ကနေထွက်လိုက်တယ်သူ့ရဲ့ကြီးမားတဲ့ကိုယ်လုံးကစပွဲရဲ့တစိမ့်တစ်ပိုင်းကိုချက်ချင်းကြီးအရေးကျစေတယ်သူကရုံနောက်ဖေးချံဘက်ကိုလက်ညှိုးထိုးပြလိုက်တယ်အဲ့ဒီနေရာကမနက်ခင်းစစ်ရေးပြဖို့အသုံးပြုလေးရှိတဲ့လွတ်နေတဲ့ကားပါကင်နေရာပါတခြားသူတွေလည်းမြင်ရအောင်ပေါ့တရားမျှတပါစေယောက်ျားလေးတွေလည်းတခါတလေပါဇက်ပေါက်ကထွက်ချင်တာထွက်ပြောရင်တင်ပေးရတယ်အခုကန်ကောင်းတာကပြောတဲ့သူကမိန်းကလေးဖြစ်နေတာပေါ့လို့သူကထပ်ပြောရင်းလှောင်ပြောင်တယုံမှုနဲ့နိုးနီကိုအဆက်ခွဲဖို့စ조사ခဲ့တယ်ဒါပေမဲ့သူရင်ဆိုင်နေရတာတာမန်မိန်းကလေးတဦးမဟုတ်ဘူးနိုးနီကရန်နိုင်ကိုခဏတာစိုက်ကြည့်ပြီးနောက်ဖေးချံဘက်ကိုလှည့်ကြည့်လိုက်တယ်သူမကချက်ချင်းမဖြေဘူးဒါပေမဲ့သူမရဲ့အကြည့်ကရန်နိုင်ဘက်ကိုပြန်ရောက်လာတဲ့အခါသူမရဲ့နှုတ်ခမ်းကနေစကလုံးတစ်လုံးပဲထွက်လာတယ်။ကောင်းပြီသူမရဲ့အတန်ကတည်ငြိမ်နေပြီးမျက်လုံးတွေကအာယုံစိုက်နေတယ်စိတ်ခံစားချက်လည်းမရှိဘူး။လွန်ကျွံတုံ့ပြန်မှုလည်းမရှိဘူး။ရိုးရှင်းတဲ့အဖြေတစ်ခုကအခြေအနေကိုချက်ချင်းငြိမ်သက်စေခဲ့တဲ့အခန်းထောင်းကရဲချို့စီကထွက်ပေါ်လာတဲ့တိုးလေးရဲတန်တွေကချက်ချင်းပျောက်ကွယ်သွားတယ်။အဲ့ဒီနေရာမှာစူးစမ်းလိုစိတ်တွေကအစားဝင်လာတယ်။ရန်နိုင်ကစိန်ခေါ်မှုကိုလက်ခံတာကိုမယုံနိုင်သလိုမျိုးမျက်ခုံးပင့်လိုက်သေးတယ်။ဒါပေမဲ့သူကရေဆိုပြီးသားဖြစ်နေပြီးသူကယုံကြည်မှုအပြည့်နဲ့ခြေလန်းကျဲတွေနဲ့အရင်ဆုံးထွက်သွားတယ်။နိုးနီကဖြည်းဖြည်းချင်းအတန်တောင်မထွက်တလောက်နီးပါးတည်ငြိမ်တဲ့ရစ်တန်နဲ့နောက်ကနေလိုက်သွားတယ်။
ဝန်ထမ်းအချို့ကအခန်းထဲကနေထွက်လာတဲ့တချို့ကထူးဆန်းသလိုလိုဖျော်ဖြေရေးတစ်ခုကိုစောင့်မျှော်နေသလိုလိုပုံစံမျိုးနဲ့ကြည့်နေကြတယ်ဘသူကတကယ်တမ်းကစားကွင်းကိုပြန်လည်ပြင်ဆင်လိုက်လဲဆိုတာကိုသူတို့မသိခဲ့ကြဘူးနိုးနီကရဲစခန်းနောက်ဖေးချန်ထဲကိုလှမ်းဝင်လိုက်တာနဲ့အခြေအနေကချက်ချင်းပွဲကြည့်ပွဲသပင်လိုပြောင်းလဲသွားတယ်အခန်းထဲမှာအလုံများနေတဲ့ရဲချို့ကရောက်လာကြတယ်တချို့ကကော်ဖီတွေတည်လာကြတယ်တချို့ကဖုန်းတွေနဲ့ရိုက်ကူးနေကြတယ်တချို့ကတော့လက်ကိုအိတ်ထဲထည့်ပြီးရေစရာတစ်ခုခုဖြစ်လာလိမ့်မယ်လို့ထင်ပြီးရက်နေကြတယ်သူတို့ကသူတို့ရဲ့ရေမောတဲ့ပုံစံတွေကိုမဖုံးကွယ်ထားဘူးပေါ့ပပအဝတ်အစားဝတ်ထားတဲ့ကပလီမလေးတဦးကသူ့ထက်နှစ်ဆကြီးတဲ့ရန်နိုင်ကိုရင်ဆိုင်ရတော့မယ်ဆိုတာကိုမြင်ပြီးပေါ့ထီတောင်မထီရသေးခင်လက်လျှော့လိုက်မယ်လို့ရဲတဦးကသူ့တငယ်ချင်းကိုတီးတိုးပြောလိုက်တယ်နေပူပူလမ်းခင်းထားတဲ့ကွင်းပြင်အလယ်မှာဒုတက်ကြက်ကြီးရန်နိုင်ကပေါ့ပပကိုလက်လေးကျင်ကန်စားလုပ်နေပြီးသူကသူ့လက်မောင်းအင်ဂျီကိုပိုပြီးလှန်တင်လိုက်တယ်လယ်ဘင်းကိုလှည့်လိုက်တယ်ပြီးတော့မာနကြီးတဲ့အကြည့်တွေနဲ့နိုးနီဘက်ကိုပြစ်ကြည့်လိုက်တယ်သတိထားတော့နောက်မှမြေပေါ်လဲသွားရင်စိတ်မဆိုးနဲ့လို့သူကကျဲလောင်စွာပြောလိုက်တယ်လူတိုင်းကြားရအောင်တမင်တကာပြောတာတခြားရဲအုပ်စုတဲကနေရဲတန်းအချို့ထွက်ပေါ်လာတဲ့ရန်နိုင်ကအဲ့ဒီအာယုံဆိုင်မှုကိုပျော်မွေ့နေတယ်တရားဝင်ပြိုင်ပွဲတစ်ခုမှာပါဝင်နေသလိုခံစားနေရတယ်ဒါပေမဲ့နိုးနီကစကားမများဘူးသူမကမက်မက်ရက်နေပြီးလက်ကောက်ဝတ်နဲ့ပခုံးကိုဖြည်းဖြည်းချင်းလှည့်နေတဲ့တိုက်ခိုက်ရေးသမားတဦးရဲ့ပုံစံမျိုးမရှိဘူး။အော်ဟစ်တာဒါမှမဟုတ်လွန်လွန်ကျွံကျွံကိုလက်လေးကျင်ကန်လုပ်တာမျိုးမရှိဘူး။သူမကရန်နိုင်ကိုတဲ့တဲ့တောင်မကြည့်ဘူး။သူမရဲ့အာယုံစူးစိုက်မှုကပတ်ဝန်းကျင်ကိုပြန့်နှံ့နေသလိုမျိုးလှုပ်ရှားမှုနေရနေရဲ့အနေအထားနဲ့သူမရက်နေတဲ့မြေပြင်ကိုလေ့လာနေတယ်။သူမရဲ့မျက်နှာကအေးဆေးတည်ငြိမ်နေပေမဲ့ခန္ဓာကိုယ်အနေအထားကတည်ငြိမ်နေတယ်နားလည်တဲ့သူတွေအတွက်ဒါကကြအောက်ရုံမှုရဲ့ပုံစံမဟုတ်ဘူးဒါကအသည့်အနေထားရဲ့ပုံစံပဲအနေအထားတွေသတ်မှတ်ပြီးပွဲစုညံတန်းကြောင့်နောက်ဆုံးထွက်လာတဲ့ရဲမှုကြီးအောင်နိုင်ကစတော့လို့အော်ပြောလိုက်တဲ့အခါကြီးစုသူအများစုကဒီတိုက်ပွဲဟာ10မိနစ်အတွင်းပြီးဆုံးလိမ့်မယ်လို့ထင်ခဲ့ကြတယ်သူတို့တခုတော့မှန်ပါတယ်ဒီတိုက်ပွဲကကြာမခံပါဘူးဒါပေမဲ့ဘသူကအရင်လဲကြမလဲဆိုတာနဲ့ပတ်သက်လို့တော့သူတို့လုံးဝမှားနေတယ်အချက်ပေးလိုက်တာနဲ့ဒုတက်ချက်ကြီးရန်နိုင်ကနိုးနီဘက်ကိုချက်ချင်းနှိမ်မြန်စွာချင်းကပ်လာတယ်အချီချမလုပ်ပဲသူ့ပြိုင်ဘက်ရဲ့ရင်ဘက်ကိုတဲ့ထိုးလိုက်တယ်ဘယ်ဘက်လက်ကိုဘေးဘက်ကိုလွှဲပြီးဆက်လိုက်တယ်သူ့လှုပ်ရှားမှုတွေကကြမ်းတမ်းပြီးနီးစနစ်မရှိပေမဲ့သူအသုံးပြုလိုက်တဲ့အားကတိတိတသာကြီးမားတယ်နိုးနီကညာဘက်ကိုတလှမ်းတိုးပြီးရှောင်လိုက်တယ်ပြီးတော့နောက်ထပ်ထိုးချက်ရောက်လာတဲ့အခါခါးကိုကွေးလိုက်တယ်ထိုးချက်ကသူမရဲ့ပါးကိုနီးပါးထိမိပေမဲ့သူမကတည်ငြိမ်နေတော့မှပဲသူမကပြန်မတိုက်ပဲနောက်ထပ်တလန်းနောက်ဆုတ်လိုက်တဲ့အကွာဝေးကိုထိန်းထားရင်ရန်နိုင်ကပိုပြီးပြင်းထန်လာတယ်သူ့ခြေထောက်တွေကမြေကြီးကိုပြင်းပြင်းထန်ထန်နင်းပြီးအပေါ်ကိုထိုးချက်တွေနဲ့ရှေ့ကိုတွန်းတိုက်တာတွေကိုပေါင်းဆက်ပြီးနိုးလီကိုနောက်ချန်စီရိုးစီတို့ထောင်နှင်းဖို့ကြိုးစားတယ်လာလေဆိုင်ကယ်လာထုတ်မယ်ဆိုလို့သူကတုံ့ပြန်မှုကိုလှုံ့ဆော်ရင်းအော်ပြောလိုက်တယ်အဝေးကနေကြည့်နေတဲ့ရဲချိုးကစိတ်လှုပ်ရှားဖွယ်ရာတရားမဝင်တွေးစိန်ခေါ်ပွဲတစ်ခုကိုကြည့်နေသလိုမျိုးဟစ်အော်အားပေးလာကြတယ်ဒါပေမဲ့နိုးနီကစိတ်မလှုပ်ရှားဘူးသူမကတိတ်ဆိတ်နေတော့ပဲတခါတလေတိုက်ခိုက်မှုတွေကိုရှောင်ရှားဖို့ကိုစောင်းပြီးအစာပိုင်းတည်ငြိမ်တဲ့အနေအထားကိုပြန်ရောက်လာတယ်အပြင်ပန်းကကြည့်ရင်သူမကတကယ်ကိုဖိအားပေးခံနေရသလိုပုံပေါ်နေတယ်သူမရဲ့လှုပ်ရှားမှုတွေကအနှဲငယ်ပဲသူ့ကိုယ်ခန္ဓာကဒီလောက်ကြီးမားတဲ့ထိုးနှက်မှုတွေကိုရင်ဆိုင်ဖို့အရန်သေးငယ်နေသလိုမျိုးဒါပေမဲ့တကယ်တမ်းမှာနိုးနီကရန်နိုင်ရဲ့ခြေထောက်ရဲ့အထောက်ပံ့နေရာသူ့လက်တွေရဲ့လွှဲပုံနဲ့တိုက်ခိုက်မှုတိုင်းကြားကအသက်ရှူချိန်တွေကိုဂယုတစိုက်လေးလာနေတာသူမသိတာကဒီလိုကိုခန္ဓာကြီးရဲ့လူတွေမှာအသေးစိတ်ကြည့်ရင်ခံမန်းရလွယ်ကူတဲ့အလေးကျင့်တွေရှိတယ်ဆိုတာပါပဲအခုချိန်မှာသူမလိုအပ်တာကအားလုံးရှင်းရှင်းလင်းလင်းမြင်သာလာဖို့အချိန်နှဲငယ်ပဲဒုတက်ချက်ကြီးရန်နိုင်ကသူ့ရဲ့ရက်ဆက်ကြမ်းကြုတ်တဲ့တိုက်ခိုက်မှုတိုင်းကိုအသေးစိတ်ဆေးဆက်ပုံဖော်နေတယ်ဆိုတာမသိခဲ့ဘူးသူကသူ့ပြိုင်ဘက်ကကြောက်နေတယ်လို့ထင်ခဲ့တယ်တကယ်တော့ပြိုင်ဘက်ကမဟာဗျူဟာကိုဖော်ဆောင်နေတာနိုးနီရဲ့စိတ်ထဲမှာတိုက်ပွဲကမစသေးဘူးဒါကစောင့်ကြည့်လေ့လာရေးအဆင့်ပဲရှိသေးတယ်အရေးမပါတဲ့အချိန်တွေမှာစွမ်းရည်တွေကိုမဖြုံးတီးခြင်းဘူးအချိန်ကျတဲ့အခါနိုးနီကရန်နိုင်ရဲ့လှုပ်ရှားမှုတိုင်းဘယ်ကိုဥတီသွားမလဲဆိုတာတေချာပေါက်သိပြီးသားဖြစ်လိမ့်မယ်မိနစ်အနည်းငယ်ကြာအောင်ဘာရလက်မှမရပဲတိုက်ခိုက်ပြီးနောက်
ဒုတက်ကြက်ကြီးရန်နိုင်ကခဏတာနောက်ဆုတ်လိုက်တယ်အသက်ရှူပြီးနောက်ကျဲလောင်စွာရေလိုက်တယ်တကယ်ပဲပြေးယုံပဲလုံနိုင်တာလားဒီလိုလေးပဲနဲ့ဆိုင်ကယ်လာထုတ်မယ်ပြောနေတာလားလို့သူကနိုးနီကိုလှောင်ပြောင်ဟန်နဲ့လက်ညှိုးထိုးပြရင်အော်ပြောလိုက်တယ်ကြည့်ရှုနေတဲ့ရဲချို့စီကခတ်တိုးတိုးဟစ်အော်တန်တွေထွက်ပေါ်လာတယ်ရန်နိုင်ကသူ့လက်နှစ်ဖက်ကိုလေထဲမြောက်လိုက်တယ်ပထမအချီကိုခုမှအနိုင်ရလိုက်တယ်လို့မျိုးသူကသူ့ရှိကပြိုင်ဘက်ကခုခံကာကွယ်ယုံပဲလို့နိုင်ပြီးပြန်လည်တိုက်ခိုက်နိုင်စွမ်းမရှိဘူးလို့အပြည့်အဝယုံကြည်ထားတယ်နိုးနီကအဲ့ဒီစကားကိုပြန်မတုံ့ပြန်ဘူးသူမကသူ့အသည့်အနေထားကိုလည်းမလျှော့ချဘူးဒါပေမဲ့သူမရဲ့အမူအရာကပြောင်းလဲသွားတယ်အစကတည်းကသူမထိမ့်သိမ်းထားတဲ့ယဉ်ကျေးတဲ့အပြုံးကတဖြည်းဖြည်းပျောက်ကွယ်သွားတယ်အခုတော့သူမရဲ့မျက်နှာကပြင်းထန်နေပြီးမျက်လုံးတွေကအာယုံဆိုင်နေပြီးသူမရဲ့ကိုယ်ခန္ဓာကအနှဲငယ်ရှေ့ကိုငိုက်ဆိုင်နေတယ်သူမကနောက်ပြန်မဆုတ်တော့ဘူးအရန်ကြီးအကွာအဝေးကိုလည်းမထိန်တော့ဘူးရန်နိုင်ရဲ့ရစ်တန်ကိုသူမသိတယ်သူ့လက်တွေကာကွယ်ရေးအနေအထားကိုပြန်ရောက်ဖို့နောက်ကျတဲ့အချိန်ကိုသူမသိတယ်တိုက်ခိုက်တုန်းကအလွန်ကျွံလှမ်းမိလို့သူ့ခြေထောက်တွေဟန်ချက်ပြတ်သွားတဲ့အချိန်ကိုသူမသိတယ်ရန်နိုင်ကစိတ်ရမောနေပြီးသူ့လက်တွေကိုရှောက်လွှဲနေတုန်းမှာပဲနိုးနီကလျင်မြန်စွာရှေ့ကိုတိုးလာတယ်သူမရဲ့လှုပ်ရှားမှုတွေကမကြီးမားဘူးဒါပေမဲ့တိကျတယ်သူမကရန်နိုင်ရဲ့ထိုးချက်ကိုဘေးဘက်ကိုဖယ်ရှားလိုက်ပြီးခဲ့တဲ့2စက္ကန့်အတွင်းမှာပဲပြိုင်ဘက်ရဲ့လက်ကောက်ဝတ်ကိုဖမ်းချုပ်လိုက်တယ်ရန်နိုင်ကအံ့ဩသွားပေမဲ့မကြောက်သေးဘူးအခုတော့ lock ချတာပေါ့လို့သူကသူ့လက်မောင်းကိုဆွဲထုတ်ဖို့ကြိုးစားရင်းပြောလိုက်တယ်ဒါပေမဲ့သူ့ကိုယ်သူလွတ်မြောက်ဖို့အသက်ရှူဖို့တောင်အချိန်မရခင်မှာနိုးနီကသူ့ပခုံးနဲ့ရင်ဘတ်ကြားကအားနည်းချက်ကိုထိတွေ့ဖို့အနေထားကိုပြောင်းလိုက်ပြီးအာယုံကြောတွေထိလွယ်တဲ့နေရာကိုတဲ့ထိတာရန်နိုင်ကချက်ချင်းဟန်ချက်ပြတ်သွားတယ်သူ့ခြေထောက်တွေနောက်ကိုတဝက်လောက်ရွေ့သွားပြီးသူ့ရဲ့ယုံကြည်မှုအပြည့်နဲ့အမူအရာကစတင်ပြိုကွဲလာတယ်တိုက်ပွဲစတင်ကလေးကပထမဆုံးအကြိမ်ဖြစ်သူကတိုက်ခိုက်ခြင်းမရှိဘဲခုခံနေတဲ့ကြီးစုသူတွေရဲ့အမြင်မှာအဲ့ဒီပြောင်းလဲမှုကအယမ်းလျင်မြန်နဲ့ရှင်းရှင်းလင်းလင်းတောင်မမြင်ရဘူးဒါပေမဲ့အကဲဖြတ်နိုင်တဲ့သူတွေအတွက်တော့နိုးနီကစောင့်ကြည့်လေ့လာတဲ့အနေအထားမှာမရှိတော့ဘဲစတင်လှုပ်ဆောင်နေပြီဆိုတာရှင်းနေတယ်။ပေါ့ပပတစ်ချက်ဆောင်ကန်လိုက်ရုံနဲ့နိုးနီကရန်နိုင်ရဲ့လက်ကောက်ဝတ်ကိုလွှတ်ပေးလိုက်ပြီးချက်ချင်းသူ့ရင်ဘတ်အလဲကိုလက်ဝါးနဲ့ထိုးလိုက်တဲ့ပြင်းထန်တဲ့တိုက်ခိုက်မှုမဟုတ်ဘူး။ဒါပေမဲ့တိကျတဲ့ပြစ်မှတ်ကိုထိတဲ့ကြီးမားတဲ့ကိုယ်လုံးကနောက်ကိုတဝက်လောက်တွန်းထုတ်ခံလိုက်ရပြီးရန်နိုင်ရဲ့အသက်ရှူတာချက်ချင်းအနှောင့်အယှက်ဖြစ်သွားတယ်။သူကညာဘက်လက်ကိုပြန်လည်တိုက်ခိုက်ဖို့မြှောက်လိုက်တယ်ဒါပေမဲ့နိုးနီကသူ့ဘယ်ဘက်ချမ်းကိုတဝက်လောက်အရင်ဆုံးလှည့်လိုက်ပြီးသူမရဲ့တထောင်စစ်သေးသေးလေးကပြိုင်ဘက်ရဲ့နံရိုးကိုထိမှန်ပြီးနောက်ခြေထောက်ကိုအထောက်ပံ့ပေးထားတဲ့ခြေထောက်ကိုအောက်ကိုကန်လိုက်တယ်ရန်နိုင်ကရိုင်လဲသွားတယ်သူ့လှုပ်ရှားမှုတွေကစတင်ရှုပ်ထွေးလာတယ်အစကဟစ်အော်အားပေးနေတဲ့ပရိသတ်တွေကတဦးပြီးတဦးတိတ်ဆိတ်သွားကြပြီးသူတို့ကမမျှော်လင့်ထားတဲ့အရာတစ်ခုကိုမြင်နေရပြီး9မိနစ်တောင်မခံဘူးလို့ထင်ထားတဲ့မိန်းကလေးကလွှမ်းမိုးနေတယ်။နိုးနီကဟန်ဆောင်ဖို့အချိန်မဖြုံးဘူး။သူမရဲ့တိုက်ခိုက်မှုတိုင်းကလျင်မြန်ပြီးထိရောက်တယ်။သူမကစိတ်ခံစားချက်နဲ့မကစားဘူး။နှစ်ပေါင်းများစွာလေ့ကျင့်ထားတဲ့ပုံစံအတိုင်းပဲလှုပ်ဆောင်နေတာသူမရဲ့လက်တွေကပြိုင်ဘက်ရဲ့လက်မောင်းကိုလှဲချတဲ့နီးစနစ်နဲ့ထိမှန်ပြီးနောက်ထိန်းချုပ်မှုမဲ့သွားတဲ့ရန်နိုင်ရဲ့ကိုယ်လုံးတွန်းအားကိုအခွင့်ကောင်းယူပြီးဘေးဘက်ကိုလဲချလိုက်တယ်ဒုတက်ချက်ကြီးရန်နိုင်ရဲ့ကိုယ်လုံးကကတ္တရာလမ်းပေါ်ကိုအံ့ဩစရာကောင်းတဲ့အတန်နဲ့ပြင်းပြင်းထန်ထန်ပြုတ်ကျသွားတယ်သူကထဖို့ကြိုးစားတယ်ဒါပေမဲ့နိုးနီကသူ့နောက်မှာရက်နေပြီးသူ့ပခုံးကိုအောက်ဖိကသူ့လယ်ပင်ကိုလက်တစ်ဖက်နဲ့ဖိထားတယ်လုံးဝလယ်ပင်ညှစ်ထားတာမဟုတ်ပေမဲ့တိုက်ပွဲပြီးဆုံးသွားပြီဆိုတာရန်နိုင်နားလည်အောင်လုပ်ဖို့လုံလောက်တယ်တော်ပြီကိုရန်နိုင်လို့နိုးနီကစိတ်ဆိုးတဲ့လေတံမပါပဲဖြောင့်နှန်းစွာပြောလိုက်တယ်အဲ့ဒီစကလုံးကရိုးရှင်းပေမဲ့ထိန်းချုပ်မှုအပြည့်နဲ့ပြောလိုက်တာသူမကခွန်အားပြနေတာမဟုတ်ဘူးသူမကထပ်ပြီးတက်သေးပြစရာဘာမှမလိုအပ်ဘူးဆိုတာတေချာအောင်လုပ်တာသူတို့ပတ်လည်မှာဘသူမှအတန်မထွက်တော့ဘူးအစကရေမောခဲ့တဲ့ရဲတွေကအခုတော့တိတ်ဆိတ်သွားကြပြီသူတို့ကမမျှော်လင့်ထားတဲ့အရာတစ်ခုကိုမြင်လိုက်ရပြီးစစ်တပ်နည်းပညာကိုအယိုးရှင်းဆုံးနဲ့အမှန်ကန်ဆုံးပုံစံနဲ့သူတို့အထင်သေးခဲ့တဲ့တစုံတဦးကထုတ်ဖော်လိုက်တာရန်နိုင်ကကတ္တရာလမ်းကိုလက်နဲ့ထိပြီးမောပန်းစွာလဲလျောင်းနေတော့မှပဲသူ့မျက်နာကပူလို့မဟုတ်ပဲရှက်လို့หนีရဲနေတယ်သူကခုမှရှုံးသွားတယ်ဆိုတာကိုသိတယ်ပိုပြီးနာကျင်စရာကောင်းတာကတော့
သူဖိအားပေးလို့ရတယ်လို့ထင်ခဲ့တဲ့တစုံတဦးကြောင့်တပ်တွေအများကြီးရှေ့မှာရှုံးခဲ့တာပဲသူ့လေပင်ကဖိအားကိုလွှတ်လိုက်ပြီးနောက်ရန်နိုင်ကဖြည်းဖြည်းချင်းထားဖို့ကြိုးစားတယ်ဒါပေမဲ့သူ့ဒူးတွေကတုန်ခါနေတယ်သူကတဝက်တစ်ပြက်ပဲထွက်နိုင်ပြီးနောက်တစ်ခါပြန်ထိုင်ချလိုက်တယ်သူ့အသက်ရှူတာကပြင်းထန်နေပြီးသူ့နာခေါင်းကနေသွေးတွေစတင်စီးကျလာတယ်။ဒါကနိုးနီကအားနည်းချက်ကိုတွေ့သွားတော့ကတိကျတဲ့ထိုးချက်ရဲ့ရလက်ပဲသူကမျက်နှာကိုပို့လိုက်တယ်။ဒါပေမဲ့သူ့တတိကအပြည့်အဝမရသေးဘူး။အရာအလုံးဒီလောက်မြန်မြန်ဘလို့ပြောင်းလဲသွားလဲဆိုတာသူနားမလည်ဘူး။ခုနကသူရဲ့နေသေးတယ်။အခုတော့သူကမမတ်တောင်မရက်နိုင်ဘူး။ခြံနံဘေးမှာကြည့်ရှုနေတဲ့ရဲတွေကဖြည်းဖြည်းချင်းချင်းကပ်လာကြတယ်။ဟစ်အော်အားပေးတယ်မရှိဘူး။လက်ခုပ်တီးတံမရှိဘူးတချို့ကတော့ခုမှမြင်တွေ့ခဲ့ရတာကိုနားလည်အောင်စူးစမ်းရင်းရက်နေတော့ပါပဲသူတို့တွေကတဦးဖြစ်တဲ့ဒူရဲအုပ်ဒယ်ဒီကတော့မတော်တဆရိုက်ယူမိခဲ့တဲ့ဗီဒီယိုကိုပြန်ကြည့်ဖို့ဖုန်းကိုဖွင့်လိုက်ပုံရတယ်ရူးလောက်တယ်ဒါကစစ်တပ်နည်းပညာပဲလို့သူကတိုးတိုးလေးရေရွတ်လိုက်တယ်သူ့ဘေးနားကလူကချက်ချင်းကောင်းကြီးပြလိုက်တယ်အနှဲငယ်ထိတ်လန့်နေတော့ပဲဒူတက်ချက်ကြီးရန်နိုင်ကကတ္တရာလမ်းပေါ်မှာမောပန်းစွာထိုင်နေတယ်သူ့ယူနီဖောင်းကချွေးတွေဆူရွှဲနေတယ်။သူကနိုးနီကိုအောက်ကနေရှက်ရွံ့မှုနဲ့ရှုပ်ထွေးမှုရောထွေးနေတဲ့အကြီးနဲ့စိုက်ကြည့်လိုက်တယ်။ကဘာကြီးကပတ်ချလဲနေတယ်လို့ပဲသူကကိုခန္ဓာပိုင်းဆိုင်ရာတိုက်ပွဲမှာရှုံးနှင်းခဲ့ုံသာမကသူ့တငယ်ချင်းတွေရှေ့မှာပါသူ့ဂုံတိတ်ခါပါပျက်စီးသွားပြီးခုခံကာကွယ်စရာလည်းမရှိဘူး။စင်ကြေပေးစရာလည်းမရှိဘူး။အားလုံးမြင်ပြီးသားပဲသူတို့မြင်လိုက်ရတာကလုံးဝရှုံးနိမ့်မှုပဲ။ဒီအချိန်မှာနိုးနီကကွင်းပြင်အလဲမှာတည်ငြိမ်စွာရက်နေပြီးဘာမှမပြောဘူးသူမကစူညံတန်ကြောင့်ခုမှအခန်းထဲကထွက်လာတဲ့ရဲမှုကြီးအောင်နိုင်ဘက်ကိုပဲလှည့်ကြည့်လိုက်တယ်ရဲမှုကြီးကအခြေအနေကိုမျက်နှာတီတီနဲ့လေးလာလိုက်တယ်ပြီးတော့သူ့အကြည့်ကနိုးနီစီမှာရက်တန့်သွားတယ်တစ်စက္ကန့်နှစ်စက္ကန့်ပြီးတော့သူ့အမူအရာကပြောင်းလဲသွားတယ်အံ့ဩလို့မဟုတ်ဘူးတခုခုကိုခုမှသတိပြုမိသွားသလိုမျိုးမိကွန်းတွေကလူအုပ်ထဲကနေစတင်ပေါ်ထွက်လာတဲ့ဒီမိန်းကလေးကဘသူလဲပြီးတော့သူမကဒူတက်ချက်ကြီးရန်နိုင်ကိုဘာလို့ဒီလောက်လွယ်လွယ်ကူကူအနိုင်ရနိုင်တာလဲရဲမှုကြီးအောင်နိုင်ရဲ့တည်ငြိမ်တဲ့ခြေလမ်းတွေကနောက်ဖေးချံမှာစုယုံနေတော့မဲရှိသေးတဲ့ရဲတွေကြားမှာတင်းမာမှုအစ်စ်ကိုတဲဆောင်လာခဲ့တယ်သူကစကားတခွန်းမှမပြောဘဲလူအုပ်ကိုဖျက်သွားတယ်သူ့လက်အောက်ခံတွေရဲ့မျက်နှာတွေကိုတယောက်ပြီးတယောက်ကြည့်ပြီးနောက်နိုးနီရဲ့ရှေ့မှာရက်တန့်သွားတယ်ပြတ်သားတဲ့အကြီးနဲ့တခုခုကိုမှတ်မိဖို့ကြဘိုးစားနေတယ်လို့မျိုးပြီးတော့ရုတ်တရက်သူ့အတန်ကတိုးတိုးလေးဒါပေမဲ့ရှင်းရှင်းလင်းလင်းထွက်ပေါ်လာတယ်အားလုံးကိုပို့ပြီးနှဆိုင်စွာတိတ်ဆိတ်သွားစေဖို့လုံလောက်တဲ့အတန်မျိုးစစ်မှုထမ်းလားလို့သူကမေးလိုက်တယ်ဒီတခါတော့စုံစမ်းစစ်ဆေးတဲ့လေတံမဟုတ်ဘူးအတိအမှတ်ပြုမှုနဲ့လေးစားမှုအပြည့်နဲ့နိုးနီကလှဲ့ကြည့်ပြီးခတ်တိုတိုခေါင်းကြီးလိုက်တယ်ဟုတ်ပါတယ်ဘိုးမူကြီးဒီအဖြေကပတ်ဝန်းကျင်ကလူတွေရဲ့ခေါင်းထဲမှာကြံနေတဲ့ရှုပ်ထွေးမှုအလုံးကိုပြေပြောက်သွားစေသလိုပါပဲရဲမှုကြီးအောင်နိုင်ကအသက်ရှူပြီးဖြည်းဖြည်းချင်းခေါင်းကြီးလိုက်တယ်သူကချက်ချင်းလူအုပ်ဘက်ကိုလှည့်ပြီးအတီးပြုတ်ပြောလိုက်တယ်သူမကတက်မတော်အထူးတပ်ဖွဲ့ဝင်ပါကိုခံပညာအထူးကျွမ်းကျင်သူပါသူမရဲ့မှတ်တမ်းကတာမန်မဟုတ်ပါဘူးဒီစကလုံးတွေကအဲ့ဒီနေရာမှာရှိတဲ့လူတိုင်းရဲ့တတိကိုရိုက်ခတ်လိုက်တဲ့တန်တူကြီးတလက်လိုပါပဲရဲအချို့ကချက်ချင်းတုံ့ပြန်မှုနဲ့နောက်ကိုတဝက်လောက်ဆုတ်သွားကြတယ်ခုနကဗီဒီယိုရိုက်နေတဲ့ဒူရဲအုပ်ဒယ်ဒီကသူ့ဖုန်းကိုချက်ချင်းရှော့ချလိုက်တယ်အဲ့ဒီနေရာမှာရှိတဲ့တဦးလေးသောအမျိုးသမီးရဲတပ်ဖွဲ့ဝင်ဖြစ်တဲ့ရီကာကဖြည်းဖြည်းချင်းခေါင်းငုံပြီးမတောင်းဆိုပဲချက်ချင်းအလေးပြုလိုက်တဲ့ရန်နိုင်ကနိုးနီကိုစိန်ခေါ်တုံးကအတူတူရဲခဲ့တဲ့ဒူတက်ချက်ကြီးရာကအားမရှိစွာထိုင်နေတုံးသူ့တငယ်ချင်းဘက်ကိုအံ့ဩစွာကြည့်နေတဲ့လှောင်ပြောင်မှုတွေဒါမှမဟုတ်ပေါ့ပေါ့ပပနောက်ပြောင်မှုတွေမရှိတော့ဘူးအားလုံးကလေးစားမှုနဲ့နောင်တရမှုအဖြစ်ပြောင်းလဲသွားပြီရဲမှုကြီးအောင်နိုင်ကနိုးနီစီကိုချင်းကပ်ပြီးသူမရဲ့ပခုံးကိုပေါ့ပေါ့ပပပုတ်လိုက်တယ်ကျွန်တော်တို့စောစောစီးစီးတည်တင်တယ်လို့သူကတိုးတိုးလေးပြောလိုက်တယ်အစကတည်းကရံမဖြစ်အောင်လုပ်ခဲ့လို့ကျေးဇူးတင်ပါတယ်နိုးနီကခတ်တိုတိုခေါင်းကြီးပြလိုက်ုံပဲသူမကရံဖြစ်ဖို့ရောက်လာတာမဟုတ်ဘူးသူမကသူမညီလေးရဲ့အခွင့်အရေးကိုတောင်းဆိုဖို့တာမန်ပြည်သူတဦးအဖြစ်ရောက်လာတာဒါပေမဲ့အခြေခံမူတွေချိုးဖောက်ခံရပြီးဥပဒေကိုမလေးစားတဲ့အခါသူမကသူမရဲ့တကယ်ကိုယ်ပိုင်လက္ခဏာကိုဖော်ထုတ်ဖို့မတွန့်ဆုတ်ခဲ့ဘူးအဲ့ဒီနေ့မှာအဲ့ဒီရဲစခန်းမှာရှိတဲ့လူတိုင်းကတာမန်လို့မြင်ရတဲ့အရာအလုံးကိုပေါ့ပေါ့တန်တန်ဆက်ဆံလို့မရဘူးဆိုတာကိုသင်ယူခဲ့ကြတယ်
အခြေအနေတွေတည်ငြိမ်လာပြီးနောက်ရဲမှူးကြီးအောင်နိုင်ကအရာရှိအချို့ကိုသူ့အခန်းထဲကိုခေါ်သွားတယ်ဆုံးဖြတ်ချက်ချဖို့အချိန်သိပ်မကြာခဲ့ဘူးမှတ်တမ်းတင်ထားတဲ့သက်သေအထောက်အထားတွေအရာရှိဒါဇင်နဲ့ချီတဲ့သက်သေတွေနဲ့ဝန်ဆောင်မှုပေးတဲ့အရာရှိအချို့ရဲ့ဝန်ခံချက်တွေအရဒုတက်ချက်ကြီးရန်နိုင်ရဲ့ချိုးဖောက်မှုတွေကိုညှင်းလို့မရဘူးအာဏာအလွဲသုံးစားလုပ်မှုလက်ပေးလက်ယူမှုနဲ့အရက်သားတွေရှေ့မှာ professional မဆန်တဲ့လုပ်ရက်တွေအားလုံးပြည့်စုံနေတဲ့ယာယီထုတ်ပယ်စာကိုချက်ချင်းလက်မှတ်ရေးထိုးလိုက်ပြီးအမြဲတမ်းထုတ်ပယ်ရေးလုပ်ငန်းစဉ်ကိုလည်းအဲ့ဒီနေ့မှာပဲစတင်ခဲ့တဲ့အခမ်းအနားမရှိဘူးကာကွယ်ခြင်းမရှိဘူးနုံးနီညီမလေးရဲ့ဆိုင်ကယ်ကိုတာဝန်ကျအရာရှိတွေကချက်ချင်းပြင်ဆင်ပေးလိုက်တယ်ဆိုင်ကယ်မှတ်ပုံတင်လိုင်စင်စာအုပ်နဲ့တင်းစီပစ္စည်းလွှဲပြောင်းစာရွက်တွေကိုအပြည့်အဝပြန်ပေးလိုက်တယ်ပူပန်နေတဲ့မျက်နှာနဲ့ခုမှရောက်လာတဲ့နုံးနီညီမလေးရန်ကတော့သူ့အမကရုံးချံထဲမှာခမောက်တစ်လုံးနဲ့ဖိုင်တအုပ်ကိုကင်ပြီးဘာမှမဖြစ်ခဲ့သလိုတည်ငြိမ်စွာရက်နေတာကိုမြင်လိုက်ရတဲ့အခါတိတ်ဆိတ်သွားရုံပဲတက်နိုင်ခဲ့တယ်အရှိကြီးရှင်းပြစရာမလိုဘူးအားလုံးပြီးသွားပြီအဲ့ဒါထက်ပိုအရေးကြီးတာကအားလုံးကနုံးနီဘက်ကလှုပ်ထုံးလုံနီးချိုးဖောက်မှုတစ်ခုမှမရှိဘဲပြီးဆုံးသွားတာပဲမသွားခင်ရဲမှူးကြီးအောင်နိုင်ကနုံးနီစီကိုတခါထက်ချင်းကပ်ပြီးသူ့လက်အောက်ခံရဲ့လုပ်ရက်အတွက်တောင်းပန်လိုက်တယ်ဒါပေမဲ့နုံးနီကခတ်တူတူပဲပြောလိုက်တယ်ကျမအတွက်တော့ဘာမှမဟုတ်ပါဘူးဗိုလ်မှူးကြီးကျမကသူ့လိုလူမျိုးတွေဥပဒေကိုကစားတာကိုမလိုချင်ရုံပါပဲဒီစကားလုံးကရိုးရှင်းပေမဲ့သူတို့ပတ်ဝန်းကျင်ကအရာရှိအချို့ကိုတိတ်ဆိတ်စွာခေါင်းကုန်းစေဖို့လုံလောက်ခဲ့တယ်နိုးနီကဂုံပြူစုတွေရှာဖွေတာမဟုတ်ဘူးအောင်ပွဲခံတာလည်းမဟုတ်ဘူးသူမကအစကတည်းကတင်းစီထားလို့မရတဲ့အခွင့်အရေးကိုပဲပြန်ယူတာသူမကရဲစခန်းခြံထဲကနေခေါင်းတစ်ချက်မှမလှဲ့ပဲဘာမှထပ်မပြောပဲပေါ့ပေါ့ပပခြေလန်းတွေနဲ့ထွက်သွားတယ်သူမခြံထားခဲ့တဲ့ခြေရာတွေကချက်ချင်းပျောက်ကွယ်သွားမှာမဟုတ်ဘူးအဲ့ဒီနေ့မြို့ပြင်ကရဲစခန်းလေးမှာလူတိုင်းကသူတို့အကြာကြီးမှတ်မိနေမဲ့သင်ခန်းစာတစ်ခုကိုသင်ယူခဲ့ကြတယ်ဘယ်တော့မှလူတစ်ယောက်ရဲ့အရေးချင်းကိုသူ့အသွင်အပြင်နဲ့ပဲမဆုံးဖြတ်ပါနဲ့